ဒီကမှုကြီးတိုင်းအမေတိုင်းတော့ကလည်းမှုလေမှုလေထပ်လို့ရတယ်ကွာနောက်တော်ကြီးကိုခုတ်ပြတာရှင်မကာလူနေထပ်ကွက်အမေမကြောက်ဘူးအမေဘယ်တော့လောက်ကောပါလေမရှိပါရေးရအဲ့ဒါရတာနော်ကြီးအမေအော်ဟောရှောက်ပြီပေါ့မဟာတောင်နေပါလားဟောရှောက်တန်ဒုတန်ဒုအားလို့ပြောတာတော့လွယ်ပါညက်ဖမ်းတာအမေလာပြီစကောပါဘယ်လိုလဲကောရှင်းကြနေတော့ရဲ့အိမ်ကမဟုတ်တာမလုပ်ပါနဲ့ညီလားကလေးလိုရရမဟုတ်ဘူးနဲ့မဟုတ်တာမလုပ်ပါနဲ့ပြောရတယ်အချက်ပွဲမယ်မလုပ်နဲ့လို့ညီရတယ်ကိုယ့်ကိုစိုးပါတေချာအောင်လုပ်အဲ့ချက်တေချာတာမရှိတော့ဘူးခိုင်ထိုးစကောပါရမင်းတေချာလိုက်တာဗျာတေချာထိုးဟေးရတော့ဒီမဲ့စတာမြက်လာရှင်းချင်ဗျာရော1 2 3ရှင်းပါတယ်1 2 3ခိုင်လို့ရှင်းသွားလောက်ပြန်နေဟုတ်တယ်လည်းမဟုတ်ဘူးရှင်းပါတယ်1 2 3ရှင်းပါတယ်နဲ့အမေ1 2 3 4 5 6 7 8 9 10သူဟာလို့ရပါ1 2 3 4 5 6 7 8 9 10အမေတကောင်းညက်ပြည့်အဘငါမပြောတော့ပါဘူးကွာပြောရင်လည်းမကောင်းဖြစ်တော့ပဲကျရကိုပေါ့အမေအဲ့တယ်ဘင်းရင်နဲ့ဖမ်းတာလေဘင်းရင်နဲ့ဖမ်းတာအမေသုံးလို့လေဘင်းရင်နဲ့ဖမ်းတာရောလာပြီလာပဲရောကြောက်မှာအမေခိုင်းတော့စီးပွားရေးမကောင်းဘူးလားဟုတ်ပါဘူးချင်းမခံနဲ့လို့တို့မိကိုနှစ်ယောက်စီးပွားရေးတစ်ခုခုလုပ်အောင်အမေဒီတော့လာပါ